ကိုသက်ထွန်းမကအတိုင်းမသိပျော်ရွှင်လျက်ရှိနေပေ၏ဣန္ဒြေသိက္ခာနှင့်လိမ္မာရေးကြားသာနာလပစွာရှိသောဤမိမ့်မပြိုကလေးတဦးဟာမယားအဖြစ်ဖြင့်ချောမောစွာရရှိခဲ့ခြင်းသည်၎င်း၏အဖို့ရာ၌ဤတစ်သက်တွင်မနှိုင်းရှင်ရသောလက်ထူးကြီးကိုရရှိခဲ့ခြင်းပင်ဖြစ်သောကြောင့်ထူးကဲစွာပျော်ရွှင်နေခြင်းဖြစ်လေ၏ကိုမျက်မှောင်နှင့်နှစ်ယောက်ရှင်ပြိုင်၍အရွေးခံရတွင်၎င်းအားအကျော်ကအနိုင်ပေး၍ရွေးချယ်ခြင်းသည်လူစွမ်းလူစတူများကြ၍ဖြစ်သည့်အပြင်အကျော်ကိုယ်တိုင်က၎င်း၏အပေါ်၌စေတနာအထူးညွှတ်၍ဖြစ်သည်ဟုယူဆလေ၏ယခုတော့ယခင်ကတဆိုးရင်တကြောင်ကြကြဖြစ်နေရသောအကျော်ကိုလုံးဝပိုင်ဆိုင်လေပြီဖြစ်သောကြောင့်လောကတွင်တောင့်တဖွယ်ရာမရှိပူပန်ဖွယ်ရာမရှိမိမိရည်ရွယ်ချက်ပြည့်ပြည့်တကားဟုအာရဝမ်းသာဖြစ်နေရှာခြင်းဖြစ်လေ၏အကျော်မှာကမိမိအဖြစ်ကိုမိမိသာလျင်တေချာစွာသိသောကြောင့်များစွာဝမ်းနည်းလျက်ရှိနေလေ၏ဖခင်ဖြစ်သူကဤနှစ်ဦးတွင်တဦးနှင့်အကြောင်းဆက်ပေါင်းဖက်၍အခြားတဦးနှင့်မိတ်ဆွေဖြစ်ဆက်ဆံရဟုပြပြသားသားမှားကြားခဲ့သည်ဖြစ်ပါလျက်မိမိမှာထိုသို့ရှင်းလင်းပြတ်သားစွာရွေးချယ်ခြင်းမပြုနိုင်ခဲ့ပဲစိတ်ကိုတဦးအားပေးလျက်ကိုအခြားတဦးအားပေးမိလျက်သာဖြစ်နေသည်ကိုတွေ့ရသောကြောင့်များစွာစိတ်မချမ်းမသာဖြစ်နေရရှာလေ၏ကိုသက်ထွန်းမှာကိုအပိုင်ရသူဖြစ်၍ကိုမျက်မှောင်မှာစိတ်ကိုအပိုင်ရသူဖြစ်တော်လဲကိုသက်ထွန်းသည်မိမိအပိုင်ရခြင်းမှာကိုမြသာဖြစ်သည်ဟုအလင်းမသိကိုမျက်မှောင်မှာမူအကျော်ဤမထိမတွေ့နိုင်သောစိတ်ကိုသာလျင်မိမိအပိုင်ရကြောင်းမခင်လာကတဆင့်ပြောပြလျင်သိရှိနိုင်မည်ဖြစ်လေ၏သို့သောထိုသို့ဖြစ်ကြောင်းကိုမျက်မှောင်လည်းသိမည်မဟုတ်မူလကကိုမျက်မှောင်၏လက်ဖွဲ့ပစ္စည်းလက်စွပ်ကလေးကိုမခင်လာယူလာရတွင်ကိုမျက်မှောင်သည်မခင်လာအခြားအကြောင်းအရာတို့ကိုရှောက်၍ပြောလိမ့်မည်ဟုမထင်ခဲ့တစုံတရာဘာတစ်ခုမျှမပြောဘဲလက်ဖွဲ့ပစ္စည်းဟု၍ပေးယုံသာပေးလျက်မင်္ဂလာဆောင်သို့လူကိုယ်တိုင်မလာရောက်နိုင်သည့်အတွက်ဝမ်းနည်းကြောင်းလောက်သာပြောဖို့ရန်မှာကြားလိုက်ခြင်းဖြစ်၍မခင်လာသည်လက်စွပ်ပေးခဲ့ပါပြီဟူ၍သာလျင်ကိုမျက်မှောင်အားပြန်၍ပြောပြနိုင်လိမ့်မည်ဖြစ်လေ၏ထို့ထက်တိုး၍မိမိ၌အကြောင်းအမှန်တို့ကိုကြားသိရသည့်အခါမိမိအမှားကိုသိ၍ကြီးစွာနှောင့်တရာကြောင်းတို့ကိုထည့်၍မပြောရန်မိမိတော်လေးဖြစ်သူကမခင်လာအားအတန်တန်မှကြားနှုတ်ပိတ်လိုက်သောကြောင့်မခင်လာသည်ထွေထူးပြောလိမ့်မည်မဟုတ်မပြောလျင်ကိုမျက်မှောင်သိမည်မဟုတ်ဤများလောက်ကြာမြင့်အောင်အချိန်ယူ၍မိမိစဉ်းစားချင့်ချိန်ခဲ့လေသည်များလဟတ်သက်ဖြစ်ရလေပြီတကားဟုများစွာဝမ်းနည်းခြင်းဖြစ်မိလေ၏ကိုသက်ထွန်းအားမိမိစိတ်ကိုမအနှင်းနိုင်သည့်အတွက်ဝမ်းနည်းခြင်းမရှိတော့လဲကိုမျက်မှောင်အားမိမိကိုသိမ်းယူနိုင်ခွင့်မပေးရဘဲရှိသည့်အတွက်တော့ကများစွာဝမ်းနည်းခြင်းဖြစ်မိပြီးလျင်ကိုမျက်မှောင်ကိုလူကိုယ်တိုင်မမြင်တွေ့ရစေကမူ၎င်း၏အကြောင်းကိုကြားနေရသောတတလိမ့်မည်ဟုထင်မှတ်ခမခင်လပေါ်ပေါက်လာပါစေဟုဆုတောင်းမိလေ၏မခင်လပြန်သွားသည်မှာမိမိနှင့်ကိုသက်ထွန်းလက်ထပ်သည့်ညကပင်ဖြစ်၍10 ရက်မြကြာရှိခဲ့ပြီဖြစ်လေ၏သို့သောကိုမျက်မှောင်၏တည်င်းဟူ၍ဘာသာမျှမကြားရသည့်အတွက်အကျော်မှာတာ၍ပင်စိတ်မချမ်းသာနိုင်ပဲရှိပြီးလျင်ကိုမျက်မှောင်အကြောင်းပြောနိုင်မည်သူကိုသာတွေးကျင်စောဖြင့်တောင်းတနေမိလေ၏တနေ့၌တော့ကအကျော်ပြင်းရင်မြို့ထဲပါတဲ့ထွက်လေပါလားယောဂဗျာတွေလည်းအရင်ကလိုမဟုတ်ဘူးရှင်းသွားပြီဟုကိုသက်ထွန်းကခွင့်ပေးသောကြောင့်အကြံတစ်ခုရကမော်တော်ကားဖြင့်လာခဲ့လေ၏မြို့ထဲသို့ဝင်မိသောအခါစေယုံစီသို့သာတက်မက်ကြီးမောင်းနှင်လျက်လာခဲ့လေ၏စေယုံတွင်ကိုသက်ထွန်းကိုမတွေ့ရမြို့အခြေအနေကိုကြည့်ရန်ထွက်သွားသည်ဟုဆိုသောကြောင့်လူနာများရှိရာသို့သွားရောက်လေ၏ဆီယာမမှာအကျော်ကိုကောင်းစွာသိသူဖြစ်၍အကျော်ကဥဒိုရွာမှဥဖိုးကူကိုတွေ့ကျင်သူဟုဆိုလိုက်လျင်ပဲဥဖိုးကူရှိရာသို့ခေါ်ဆောင်သွားရာဥဖိုးကူမှာများစွာတက်တာနေပြီဖြစ်သောကြောင့်ကရင်ပေါ်၌ထိုင်၍နေသည်ကိုတွေ့ရလေ၏ဆီယာမသည်အကျော်မြည်သူမြည်ဝါဖြစ်ကြောင်းပြောပြပြီးလျင်မိမိအလုပ်ရှိရာသို့ထွက်၍သွားသဖြင့်နှစ်ယောက်ထဲကြံရစ်သည့်အခါစကားနဲ့ငယ်သွယ်ဝိုက်ပြီးလျင်ကိုမျက်မှောင်၏အကြောင်းသို့ရောက်အောင်မေးမြန်းလေ၏အဖိုးကြီးမှာမျက်ရည်များပင်ရွယ်ဝဲလာလျက်
ဒီတငယ်ဟာတကယ်သူတော်ကောင်းလေးပါကလေးမယာတကယ်သူတော်ကောင်းပါဦးကဦးကိုကယ်လို့ပြောတာမဟုတ်ပါဘူးဒီတငယ်တစ်သက်မှာအထွတ်အထိပ်မရောက်ဘဲမသေးပါဘူးရွာတွေဟာသူ့ကြောင့်အသက်ချမ်းသာတာပဲဒီကဆရာဝန်ကြီးများစီကအကူတောင်းတော့လူခွဲမရှိဘူးရဲ့လို့ဘယ်သူမှမလာကြဘူးရွာမှာလဲငိုတန်ယိုတန်တွေဟာဆူညံနေတာပဲဒီအတော်အတွင်းဒီတငယ်ရောက်လာပြီးနေရောညရောကြက်မက်ပြုစုတာနဲ့ရွာတွေအားလုံးချမ်းသာရတာပဲအခုတော့သူခမမသက်သာသေးဘူးလို့ကြားရတယ်ဦးလဲစိတ်မကောင်းဘူးသူ့ကိုရန်ကုန်စီးရုံကြီးများတောင်ခေါ်သွားပြီးကုမယ်ကြံတယ်တနေ့ကတငယ်မလေးလာလို့သူ့အကြောင်းကြားရတယ်တော်တော်နဲ့တောင်ထနိုင်မယ်မဟုတ်သေးဘူးတဲ့ဦးအခုစီးရုံကဆင်းကျင်တာလဲသူ့အတွက်ပဲစသည်ဖြင့်ကိုမြင့်မောင်၏အကြောင်းကိုပြောပြသည်ဖြင့်အကြော်တွင်လဲမျက်ရည်များရွယ်လာသည့်အတွက်မနှဲပင်စိတ်ကိုချုပ်တီးထားရလေ၏မိမိမှာဤများလောက်မုံမြတ်သောသူကိုဆုံးရှုံးခဲ့ပြီဖြစ်ရာဤတသက်တွင်မြည်သည့်နီးနှမြကိုမြင့်မောင်အားစိတ်ဆန္ဒရှိသည့်အတိုင်းတွေ့နိုင်တော့မည်မဟုတ်သို့သောခိတ္တခဏမြတွေ့မြင်မည်ဆိုကတွေ့မြင်နိုင်၍တွေ့လဲတွေ့မြင်လိုသောကြောင့်ကိုသက်ထွန်းအားညကြလျင်ကြံဖန်စီစဉ်ပြောဆိုရအောင်မည်ဟုအကြံရကဥဖိုးကူအားထိုက်သည့်အားလျော်စွာနှုတ်ဆက်ပြီးလျင်အိမ်သို့ပြန်လာခဲ့သည်လမ်းတစ်လျှောက်လုံးကိုသက်ထွန်းအားမိတို့ပြောရပါမည်နည်းဟုစဉ်းစားလာခဲ့သည့်အတွက်အိမ်သို့ရောက်လျင်ရောက်ချင်းပင်ဒေါ်လေးလာပါဦးအကျော်တိုင်ပင်စရာတစ်ခုရှိလို့ဒေါ်လေးမှာအကျော်ကိုသက်ထွန်းနှင့်လက်ထက်သည့်နေမှစ၍အကျော်၏ဖြက်လက်ခြင်းမရှိတော့သည်ကိုတွေ့မြင်ရသဖြင့်ကြိတ်၍စိတ်မချမ်းမသာဖြစ်နေခဲ့သူဖြစ်ရာယနေ့၌မူရခင်ကဲ့သို့ဖြက်လက်ပေါ်ပါ၍ပြုံးများပင်ပြုံးလျက်ရှိသည်ကိုတွေ့မြင်ရသောကြောင့်အတိုင်းမသိဝမ်းမြောက်ခါဘာလဲဒူမကြီးဘာများတော့ဟုမေးရင်အနာသို့ပြေးလာလေ၏အကျော်အခုပဲစေယုံကပြန်လာခဲ့တယ်မက်ခင်လာပြောသွားတဲ့ဥဖိုးကူနဲ့တွေ့ခဲ့တယ်ကိုမြတ်မောင်အကြောင်းတွေကိုပြောလိုက်တာမှစုံနေတာပဲကိုမြတ်မောင်တော်တော်နဲ့ထားနိုင်မှာမဟုတ်ဘူးတဲ့ဒီတော့တောမှာထားရင်မစိုးရင်ရဘူးလားမြို့ကိုခေါ်ပြီးကုရင်မြန်ပြောက်မှာပဲအကျော်တို့မှလည်းပြုစုဖို့ဝတ္တရားရှိတယ်ကိုသက်ထွန်းမှလည်းဝတ္တရားရှိတယ်ဒါကိုကိုသက်ထွန်းကိုပြောပြချင်တယ်နှုတ်ပေမဲ့အကျော်မပြောချင်ဘူးဘယ်နဲ့လဲအကျော်ပြောတာအေးဟေးအကျော်အကြံကောင်းသားပဲဒေါ်လေးစိတ်မကူးမိဘူးဒါဖြင့်ညနေမောင်သက်ထွန်းပြန်လာမှပြောရအောင်မယ်ဒီအိမ်မှာပဲထားပြီးကုရအောင်ပြောနော်ဒေါ်လေးသူကဆေးရုံကိုတက်မယ်မထင်ဘူးသူ့တနေရာကိုတခြားလူနာကိုပေးပါလို့ပြောဦးမှာပဲဒေါ်လေးရအောင်ပြောနော်အကျော်ကိုမျက်မှောင်အပေါ်မှာအပြစ်တွေကိုဆေးပစ်ချင်တယ်နော်ဒေါ်လေးအေးပါဒူမကြီးရဲ့ဒေါ်လေးပြောပါမယ်မောင်သက်ထွန်းလည်းမငင်းတန်ရပါဘူးဘယ်တော့ပြောမလဲဒေါ်လေးရဲ့မြန်ပြောမှအေးပါဒူမကြီးရဲ့ညနေပြန်လာချင်းပြောမှာပေါ့ဤတွင်အကျော်ပေါ်ပါလင်မြန်စွာအိမ်ပေါ်သို့ပြေး၍တက်သွားသည်ကိုနောက်ကကြည့်နေလိုက်မိလေ၏၎င်း၏မျက်နှာကလေးမှာလွန်ခဲ့သော10 ရက်ခန့်မှစ၍ငပုတ်ဖမ်းထားသောလာဆန်းတော်တာကဲ့သို့ဖြစ်နေရာယခုတော့မျက်နှာကလေးရွှင်လန်းလျက်ကိုယ်ကလေးပေါ်ပါလာသည်ကိုတွေ့မြင်ရခြင်းဖြင့်အကျော်မှာစိတ်ပျော်ရွှင်စပြုလာပြီးဖြစ်ကြောင်းကောင်းစွာရိပ်မိလျက်ဝမ်းသာသလိုဖြစ်မိလေ၏သို့သောမောင်မြင့်မောင်အားမောင်သက်ထွန်းကခွင့်ပေးသည့်တိုင်အောင်ဤအိမ်၌ထား၍ဖြစ်နိုင်ပါမည်လောအကျော်သည်မောင်မြင့်မောင်အားချစ်နေပြီဖြစ်ကြောင်းကိုကယုံမှားဖွယ်ရာမရှိသို့ဖြစ်လျက်မောင်မြင့်မောင်နှင့်အကျော်တအိမ်ထဲတွင်နေထိုင်၍ကြာရှည်ဖြစ်နိုင်ပါမည်လောဟု၍တွေးမိပြန်ပြီလျင်အကျော်ကန်ဆိုးပါကလားအကျော်ရဲ့ဟု၍ညီးမိကအကျော်အတွက်များစွာစိတ်မသက်မသာဖြစ်မိလေ၏ညစာစားပွဲတွင်ထိုင်မိကြသောအခါ၌မူကားဒေါ်လေးကမောင်မြင့်မောင်၏အကြောင်းကိုစတင်ပြောသည်ဖြင့်ဟုတ်တယ်ကိုမြင့်မောင်တယောက်မြုပ်နေတာအတော်ကြာပြီအခုဥရိုမာတဲ့လားဒါဖြင့်နက်ဖြန်လူလွတ်ပြီးခေါ်ခိုင်းမှပဲဟု၍
ကိုသက်ထွန်းကလိုက်လျောကြည်သာစွာပြောကြားသောကြောင့်အကျော်မှာများစွာစိတ်လက်ရွှင်လန်းကကိုမျက်မှောင်နဲ့တွေ့လျင်ညီတို့ပြောလိုက်မည်ညီတို့ပြုစုလိုက်မည်စသည်ဖြင့်တွေးတော်ရန်တပြုံပြုံရှိနေလေ၏နောက်တစ်နေ့ကိုသက်ထွန်းဆေးရုံသွားသောအခါဒေါ်လေးကမောင်သက်ထွန်းမောင်မျက်မှောင်စီကိုလူလွတ်ဖို့မမေ့နဲ့နော်ဟုအော်၍မှာကြားသည်ကိုသက်ထွန်းကမမေ့ပါဘူးဒေါ်လေးကျွန်တော်ဆေးရုံရောက်ချင်းလူတစ်ယောက်ကိုလွတ်လိုက်ပါမယ်ဟူ၍အော်ဟစ်ဖြေကြားသွားတံကိုအကျော်သည်အိတ်ခမ်းတွင်မှနေ၍ကြားရသဖြင့်ကိုလုံးပေါ်မှန်ကြီးရှိသွားပြီးလျင်မိမိကိုဘဲပြန်ညာပြန်ကြည့်လေ၏ကိုကြည့်၍အားရတင်းတိမ်မှမျက်နာကိုကြည့်လိုက်ရာမျက်နာပေါ်တွင်ပြုံးရောင်ရောင်ဖြစ်နေသောအမူအရာလေးကိုတွေ့မြင်ရသောကြောင့်အခြားသူများမြင်သွားလေပြီလောဟုနောက်သို့ပြန်၍လှည့်ကြည့်မိလေ၏တနေ့လုံးလဲကိုမျက်မှောင်လာတော့မည်လာလျင်အခွင့်သာကမိမိအထင်မှားခဲ့ပုံတို့ကိုပြောပြမည်အ ਨੇ ဆုံးကိုမျက်မှောင်ကိုမိမိစိတ်တိုင်းကျမပြူစုရသည့်တိုင်အောင်လဲနေရမှကောင်းမွန်တန်ဆွမ်းစွာရှိအောင်မိမိကြက်မှတ်ကုသရမည်ဖြစ်၍ကိုမျက်မှောင်လာခြင်းကိုသာမျှော်မှန်းကာ၎င်းအတွက်အိယာနေရာတို့ကိုတန်ရှင်းစွာစီစဉ်ပြင်ဆင်ထားလေ၏ညနေဘက်တွင်ကိုသက်ထွန်းပြန်လာသဖြင့်စီ၍မေးရာမောင်မင်းကြီးသားကလာတော့မမှုခြင်းဘူးတဲ့ဒီကအခေါ်လွတ်တဲ့လူကိုပြောလိုက်တယ်ကိုတို့တာဝန်ကိုမီလေသူမလာတာတော့ဘယ်တက်နိုင်မလဲဟုပြောလိုက်တော့ကြောင်းအကျော်တွင်တညလုံးတစ်နေ့လုံးအထင်အတွေးဖြင့်မှန်းဆစိတ်ကူးပျော်မြူးရှင်ပြခဲ့ရသည်များလက်ဟသက်ဖြစ်ရလေသောကြောင့်အော်ဟုတခွန်းတည်းသာပြောနိုင်တော့လျက်ဆက်၍ထားသောအားကလေးမှာတဖြည်းဖြည်းဆုတ်တဲ့ဆုတ်၍ရုတ်တဲ့ရုတ်ကကြာသောတစုံတစ်ခုဖြစ်မှစိုးရိမ်သည့်အတွက်ဝရန္တာကိုမြဲမြံစွာကင်တွယ်၍ထားရလေ၏အတန်ကြာမှဟန်လောက်ခါကိုသက်ထွန်းရေချိုးဖို့ရာအတွက်ကြီးစုပြင်ဆင်ပေးလေ၏ထိုအချိန်တွင်ဒေါ်လေးရောက်လာ၍အကျိုးအကြောင်းပြောပြရာဒေါ်လေးကလည်းဟုတ်တာပဲတူမကြီးရဲ့ထိုးတာဝန်တော့ကုန်ပြီပဲဟုပြောသည့်အတွက်အကျော်မှာတာ၍စိတ်မသက်သာကမဟုတ်ပါဘူးဒေါ်လေးရဲ့သူမလာရင်ဒေါ်လေးလိုက်ခေါ်ပေးစမ်းပါအကျော်သူ့ကိုမတောင်းပန်ရရင်အကျော်သေးမှာပဲသေးရင်လဲအသေးဖြောက်မှာမဟုတ်ဘူးအကျော်သူ့ကိုစိတ်နဲ့ပြင်မာထားတာအကျော်ကျဉ်းအောင်မလုပ်ရရင်အကျော်တော့ခတ်တော့မှာပဲအကျော်အခက်ကြုံနေတာကိုဒေါ်လေးကြည့်ရရင်လဲနေလေသဘောပေါ့ဟုပြောကစိတ်ပြက်ပြက်နဲ့လဲ၍ထွက်ခဲ့လေ၏ထမင်းပွဲသို့ရောက်၍ခါတိုင်းကဲ့သို့စကားစမြည်ပြောကြသည့်အခါအကျော်မှာများစွာနေထိုင်မကောင်းတဲ့ကဲ့သို့မျက်နှာမသာရလာပဲရှိသည့်အတွက်ဒေါ်လေးဖြစ်သူမှာမနေနိုင်တော့ပဲမောင်မျက်မှောင်ကိုခေါ်၍မရလျင်ရအောင်ခေါ်ယူဖို့မှာမိမိတို့တာဝန်ဝတ္တရားဖြစ်ကြောင်းမိမိကိုယ်တိုင်နောက်တစ်နေ့တွင်သွားရောက်ခေါ်ငယ်မည်ဖြစ်ကြောင်းနဲ့ပြောပြသည့်အတွက်ကိုသက်ထွန်းမှာဒီလိုလဲအကောင်းသားပဲဟုသာပြောနိုင်တော့၍ကြော့မာမူပြန်လဲရှင်လန်းမှန်းမသိရှင်လန်းလာခဲ့ပြန်လေ၏နောက်တစ်နေ့တွင်ကိုသက်ထွန်းဆေးရုံသို့ထွက်သွားပြီးနောက်ဒေါ်လေးလဲဥတိုရွာသို့သွားမည်ပြင်ဆင်ရာအကျော်မှာဒေါ်လေးအပါမမခွာပဲဒေါ်လေးဟိုကြတော့ပြောပြနော်အကျော်မာတာတွေကိုမမေ့နဲ့နော်ရအောင်လဲခေါ်ခဲ့နော်အကျော်တော့သူမပါလာရင်ဘယ်လိုဖြစ်မယ်မသိဘူးဟုတွတ်ပြောဆိုမှကြားနေ၍ဒေါ်လေးဖြစ်သူမှာစိတ်တူလာပြီးတကဲ့သို့အေးပါအေးဒေါ်လေးသိပါတယ်ဟုငေါက်ဆက်ပြောလိုက်၍အနှဲငယ်ရှက်တန့်ဖြစ်သွားတော့လဲပြောရအောင်မည်ဆိုလျင်ဆက်၍ပြောကျင်သေးသည့်အတွက်ဒေါ်လေးကလည်းတိတ်စိတ်တူတာပဲညီကိုလည်းညီပြန်ကြည့်ပါဦးအေးရဲ့ကတဲ့တခါမှရင်တော်ရော့ပေါ့မောင်သက်ထွန်းများကြားသွားရင်ခတ်တော့မှာပဲဟုဆက်ပြောဆိုပြန်ခြင်းကြောင့်အကျော်လဲငြိမ်၍သွားကဒေါ်လေးထွက်သွားသည်ကိုမျက်ရည်ကလေးလဲလျက်ကြည်ရင်ကြံရစ်ခဲ့လေ၏9 နာရီထိုးပြီးမှဒေါ်လေးပြန်ရောက်မည်ဆိုလျင်ကိုသက်ထွန်းပြန်၍လာခြင်းဖြစ်သောကြောင့်ကိုမျက်မှောင်နဲ့အားရပါရစကားပြောနိုင်မည်မဟုတ်သည့်အတွက်9 နာရီမထိုးမီ
ပြန်၍ရောက်လာပါစေဟုဆုတောင်းရလေတော့၏9 နာရီထို့တော့လဲပေါ်၍မလာသောအခါတွင်ကကိုသက်ထွန်းရောက်ချိန်နှင့်ဆိုင်၍နေသောကြောင့်တွေ့ရသည့်တိုင်အောင်များစွာအားမရဘဲရှိမည်ဟုတွေးကစိတ်မသက်မသာဖြစ်မိလေ၏9 နာရီခွဲသည့်တိုင်အောင်ညီသူများပြန်၍မလာဘဲရှိသဖြင့်အဘယ်ကြောင့်ပါနည်းဟုတွေးတောနေစဉ်စေယုံမှတရဝံဆာလာပြီးသောကြောင့်ကြည်လိုက်ရာဆရာဝန်ကြီးရောက်နေ၍မိုးချုံမှပင်ပြန်နိုင်မည်ဖြစ်ကြောင်းထမင်းစားလို့ကစားနှင့်နိုင်ကြောင်းပါရှိသည့်အတွက်ကိုသက်ထွန်းမလာသေးခြင်းကိုပင်ကျေးဇူးတင်ကဒေါ်လေးအလားကိုမျှော်ရပြန်လေ၏သို့မျှော်စဲတွင်ပင်ဒေါ်လေးရောက်၍လာလေ၏ဤတွင်အိမ်အပေါ်သို့အတက်ကိုမဆောင်နိုင်ပဲပြေး၍သွားကဘယ်နဲ့ဒေါ်လေးသူကောရင်သူကောဟုအသက်မြမရှူနိုင်ပဲမေးရာအားလုံးကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါတဲ့သူတော့မြို့ကိုမပြန်ချင်တော့ဘူးတဲ့ဟူ၍ပြောပြသဖြင့်အကျော်မှာမျောလင်းချက်ကင်းကွာ၍မျက်နှာကလေးညိုပြီးလျင်မျက်ရည်ကလေးများမျက်လုံးတွင်တွဲလဲခို၍လာလေ၏လူတစ်ကိုယ်လုံးတွင်ရှိသမျှသောခွန်အားတို့မှလည်းရုတ်တရက်ကုန်ခန်းတဲ့ကဲ့သို့လဲကျင်သလိုလိုရိုင်ကျင်သလိုလိုဖြစ်လာသောကြောင့်မျက်လုံးကိုမိတ်ခါဖြစ်ချင်ရာဖြစ်တော်ဟုတခါတည်းစိတ်လျှော့လိုက်လေ၏ထို့နောက်ဒေါ်လေးဖြစ်သူကတွဲ၍ခေါ်လာသည်ကိုသိရလေ၏ဒီမကြီးဘယ်နဲ့နေသေးလဲဟုမိတံကိုလည်းကြားရလေ၏ဤတွင်မှမျက်လုံးကိုဖွင့်ကာကြည့်ပြန်ရာမျက်ရည်များလဲ၍နေသောကြောင့်ဒေါ်လေးဖြစ်သူကိုတဲကွဲစွာမမြင်ရဘဲရှိလေ၏နောက်မှအာယူကဒေါ်လေးပြောပါအောင်ဗါတဲ့လေဒေါ်လေးအကျော်မာတာတွေကိုအကုန်ပြောမပြဘူးပေါ့လေဟုမျောလင်းချက်မကုန်သေးတဲ့ကဲ့သို့မေးလေ၏ဒေါ်လေးအကုန်ပြောပြတယ်သူလည်းစိတ်မကောင်းရှာဘူးပေါ့နှုတ်ပေမဲ့သူလာရင်နှစ်ယောက်စလုံးစိတ်မချမ်းသာရုံမကမောင်သက်ထွန်းမှစိတ်ကောင်းနိုင်မှာမဟုတ်ဘူးအကျော်ကိုခွင့်လွှတ်ကြောင်းလောက်သာပြောလိုက်ပါတဲ့မှားလိုက်တယ်သူလည်းအခုတော့မျက်စိဖွင့်နိုင်ပြီးမျက်နှာပေါ်ကဒဏ်ရာကချက်တော့မယ်လမ်းတော့တစ်သက်လုံးကောင်းကောင်းရှောင်းနိုင်တော့မယ်မဟုတ်ဘူးဒေါ်လေးတည်တည်ချာချာကြည့်ခဲ့တယ်ထောနဲ့ဖြစ်နေတယ်အကျော်ကိုပြောလိုက်ပါတဲ့ကိုသက်ထွန်းဟာအကျော်အဖေရဲ့ယုံကြည်ကိုးစားခြင်းခံရတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဘယ်အခါမှဆိုပက်ဆက်ဆက်ဖြစ်အောင်မလုပ်ပါဘူးတဲ့ဒေါ်လေးကအကျော်စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းပြောပြတယ်ဒီတော့ပြောပါဒေါ်လေးရဲ့ကျွန်တော်အကျော်ဒီတဲ့စိတ်မကောင်းစရာတွေဖြစ်မှမြင်လို့မလာပဲနေတာပါဆိုတာပြောလိုက်ပါတဲ့ဒီတော့သူမာတဲ့အတိုင်းသာအကျော်မှာမျက်စိကိုအတွင်မိတ်လျက်ရှိုက်ခါငုံနေသောကြောင့်ဆက်၍မပြောနိုင်ပဲဒီမကြီးယောက်ျားလေးကတော့ဒီလိုပြောယူရတယ်ဆိုတာကြီးစမ်းမခင်လှကလည်းအကျော်ကိုကြည်တာဖြေဖြော်ဖို့ပြောလိုက်ပါတော့တော်ရဲ့လို့မှားလိုက်တယ်ကဲဒီမကြီးလည်းအလိမ္မာသားပဲကြည်တာလုပ်ပြီးတော့ဟုဆိုကအခန်းထဲမှထွက်၍သွားသည်ဖြင့်အကျော်လည်းဤတသက်တွင်ကိုမျက်မှောင်နှင့်တွေ့ဆုံ၍မိမိအပြစ်ကိုဆေးလျှော်ရန်မှာမဖြစ်နိုင်တော့ပြီဟုထားရှိသမျှမျှော်လင့်ချက်တို့ကိုတခါတည်းဆွန့်လွတ်လိုက်ရတော့၏ထို့သောမျှော်လင့်ချက်များကိုဆွန့်လွတ်ရာတွင်ခွန်အားတို့သည်၎င်းပျော်အားရွှင်အားတို့သည်၎င်းထိုမျှော်လင့်ချက်များနှင့်အတူမိမိကိုယ်မှတခါတည်းထွက်သွားကြသည်ကိုသာသိလိုက်ရကအိယာပေါ်တွင်ခွေကလေးလဲ၍ကြံရစ်ခဲ့လေ၏